哦，hello，ပြောရတဲ့ဒုက္ခစေဝါရဲ့ပိုင်းလေးဒါကစာသေးဆိုရလေဘုကေပေါကစေလေဒီကျတဲ့တင်းဒီပေါလေဒီတဲ့တရားနဲ့ဒီကလောစကားနော်